Hello မင်္ဂလာပါကျွန်တော်ရဲ့ Road to Fit 90D Challenge ကနေပြန်လည်ကြိုဆိုပါရခင်ဗျာဒီနေ့ကတော့38မြောက်နေ့ပါဒီနေ့မှာအရင်ဦးဆုံးကာဒီယိုမိနစ်40လောက်ရှောက်လိုက်ပါတယ်ဒီနေ့ကတော့ upper body day ဖြစ်တဲ့အတွက်ခန္ဓာကိုယ်အပေါ်ပိုင်းမာဆယ်တွေကိုနိုင်တဲ့လောက်တခြားလေးဆော့ပါမယ်ခင်ဗျာအားနေတဲ့မာဆယ်တွေကိုအဓိကထားပြီးဆော့ပါမယ်ဒီနေ့မှာအရင်ဦးဆုံးအနေနဲ့အခုလိုခုံပေါ်မှာလက်ထောက်ပြီးတော့ tricep dip လေးဆော့လိုက်ပါတယ်ဒီလေ့ကျင့်ခန်းလေးကို12ကြိမ်လေးကြောဆော့လိုက်ပါတယ်ခင်ဗျာနောက်ထပ်လေ့ကျင့်ခန်းတစ်ခုတော့ push up ဆော့ပါမယ်ဒီနေ့ push up ကိုတော့ကျွန်တော်က incline push up ဆော့ပါမယ်အခုလိုအပေါ်ဘက်ကိုစောင်းပြီးတော့လက်တိုက်ထိုးမှာပါဒီလေ့ကျင့်ခန်းကိုတော့15ချိန်လေးကြောဆော့လိုက်ပါတယ်ထိုးတဲ့တစ်ချက်ချင်းစီတိုင်းကိုတခြားလေးထိအောင်တခြားလေးညှစ်ပြီးတော့ထိုးလိုက်ပါတယ်ခင်ဗျာဒီလေ့ကျင့်ခန်းအားဆိုရင် chest muscle တွေကိုလည်းတော်တော်လေးကိုထိစေပါတယ်တတိယလေ့ကျင့်ခန်းတစ်ခုကတော့ tricep အတွက်ဆော့ပါမယ်ခင်ဗျာလက်မောင်းနောက်ချက်သွားအတွက်ပါလက်မောင်းနောက်ကြောက်တဲ့လေ့ကျင့်ခန်းကိုတော့ပထမဆုံးအနေနဲ့အခုလိုဘာဘယ်တန်းနဲ့ဆော့ပါမယ်ဒီလေ့ကျင့်ခန်းလေးကိုလည်းတစ်ချက်ချင်းစီတခြားညှစ်ပြီး12ကြိမ်လေးကြောဆော့လိုက်ပါတယ်ခင်ဗျာနောက်ထပ်လေ့ကျင့်ခန်းတစ်ခုကိုတော့ bicep အတွက်ဆော့ပါမယ်လက်မောင်းရှိချက်သွားအတွက်ပါလက်မောင်းရှိချက်သွားအတွက်ကတော့ဒီလေ့ကျင့်ခန်းလေးဆော့ပါမယ်ခင်ဗျာဒီလေ့ကျင့်ခန်းကိုတော့ဟိုဘက်ဒီဘက်ကိုတစ်ကြိမ်နဲ့12ကြိမ်လေးကြောဆော့ပါမယ်ဆော့တဲ့အချိန်တိုင်းကိုလည်းတစ်ချက်ချင်းစီတခြားလေးညှစ်ပြီးဆော့လိုက်ပါမယ်ခင်ဗျာနောက်ထပ်လေ့ကျင့်ခန်းတစ်မျိုးကတော့ tricep အတွက်ပါ tricep အတွက်လေ့ကျင့်ခန်းကိုအခုလို machine နဲ့ဆော့ပါမယ်ဒီလေ့ကျင့်ခန်းကိုတော့15ကြိမ်လေးကြောတခြားလေးဆော့ပါမယ်ခင်ဗျာကျွန်တော်လက်မောင်းနောက်မာဆယ်တွေတော်တော်လေးတော့ထင်းလာပါပြီအစီလေးတွေများနေတဲ့အတွက်ကြောင့်အရင်မပေါ်သေးတာပါအခုက38ရက်နေ့ဆိုတော့ရက်60လောက်ဆိုရင်တော့အစီလေးတွေပို့ပြီးတော့ခန်းလာမယ်လို့မျှော်လင့်ပါတယ်ရက်ပေါင်း90ပြည့်သွားရင်တော့တော်လေးကိုလင်းဖြစ်လာမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာeasy ချက်ပေါင်းတယ်3ချက်ချအောင်ရသေးတယ်4ချက်ချအောင်5ဒီနေ့နောက်ထပ်လေ့ကျင့်ခန်းတစ်ခုတော့အခုလိုမျိုး upper chest အတွက်ဆော့ပါမယ်ကျွန်တော်က upper chest အားနေတဲ့လူဆိုတော့ upper chest အတွက်ကို2ရက်လောက်အနည်းဆုံးထည့်ပြီးဆော့ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကအခုလိုမျိုး incline dumbbell press တွေဆော့ပါမယ်အခုလိုဆော့ပြီးသွားရင်တော့ dumbbell ကို25ယူပြီးတော့အကျဉ်းထပ်ဆော့ပါမယ်ခင်ဗျာbonus လေးပါလေးလာဆော့ပါလားဒီမှာတွန်း1ဖေးဖေးချဖေးဖေးချတွန်းတင်းတာရင်အောင်တင်းတာပေါ်မှာဟေးဆွဲနိုင်ထဆွဲโอเคထဆွဲဒီထဆွဲဒီထဆွဲ5ထဆွဲနောက်ထပ်လေ့ကျင့်ခန်းတစ်ခုတော့ကျွန်တော်အားနေတဲ့ပူးရဲဆော့ပါမယ်အခုလိုဘာခိုးတာကကျွန်တော်တခုတော့တော်တော်လေးတော့ဆွဲနိုင်နေပါပြီအရင်ပထမဆုံးနေ့တွေတုန်းကဆိုမဆွဲနိုင်ပါဘူးဘာခိုးတာကိုကျင့်တာတော့အခုဆိုရင်တော့6ရက်မြောက်နေ့လောက်ရှိပါပြီခင်ဗျာတစ်ခေါက်ကို9ခါ6ခါတော့ easy ရပါပြီအခုကတော့10ခါဆွဲကြည့်ပါမယ်မနက်ခင်းအမကန်ဆော့ပြီးတော့ easy နားလိုက်ပါတယ်ခင်ဗျာအခုကတော့38ရက်မြောက်နေ့ရဲ့ညနေခင်းလေးပါနေ့ခင်း session မှာတော့အရင်ဦးဆုံးကာဒီယိုအနေနဲ့မိနစ်30လမ်းလျှောက်ပါမယ်ခင်ဗျာအခုကတော့မိနစ်30ကာဒီယိုလမ်းလျှောက်ပြီးတော့ပါခင်ဗျာဒီနေ့ညနေခင်းမှာတော့ ABS မှာဆယ်တွေဘိုက်ကျွတ်သားတွေအတွက်ဆော့ပါမယ်ဘိုက်ကျွတ်သားတွေအတွက်ဆော့တဲ့လေ့ကျင့်ခန်းကိုတော့အရင်ဦးဆုံးအနေနဲ့အခုလို roller နဲ့လိုက်ပါမယ်ခင်ဗျာအခုလိုလေ့ကျင့်ခန်းလေးကို15က4ကြောဆော့ပါမယ်လေ့ကျင့်ခန်းအားဆိုရင်ဘိုက်ကျွတ်သားတွေအတွက်တော်တော်လေးကိုညှင့်မိတဲ့လေ့ကျင့်ခန်းမှာတော်တော်လေးလည်းကောင်းပါတယ်ခင်ဗျာကျွန်တော်ကတော့တစ်ချက်ချင်းတိုင်းကိုတခြားလေးထိအောင်တခြားလေးညှစ်ပြီးတော့ကျုံနေပါတယ်နောက်ထပ်လေ့ကျင့်ခန်းတစ်မျိုးတော့အခုလိုမျိုးဒုံနဲ့ခါလဲပါမယ်ခါလဲတာကိုတော့ဟိုဘက်ဒီဘက်ကိုတစ်ချိန်နေနဲ့30ဆော့ပါမယ်အဲ့လိုမျိုးအချိန်30ကို4ခါဆော့ပါမယ်ခင်ဗျာအခုလိုခါဆောင်တာကခါဘေးနာအစီတွေကိုပို့ပြီးတော့လောင်ကျွမ်းစေပါတယ်ဒီလေ့ကျင့်ခန်းကလည်းတော်တော်လေးကိုထီးတဲ့လေ့ကျင့်ခန်းလေးပါခင်ဗျာရှက်ဖြစ်တယ်ရေးကြည့်ရတယ်ရေးကြည့်ရေးကြည့်
ဘိုက်ချက်တာအတွက်စောတဲ့လေ့ကျင့်ခန်းမှာနောက်ဆုံးချက်လေ့ကျင့်ခန်းကတော့အခုလိုမျိုးအလေးနဲ့ဘိုက်ရိုက်တာပါအခုလိုဘိုက်ရိုက်တာကိုလည်းတစ်ချက်ချင်းစီတေချာလေးညှစ်ပြီးတော့စောနေပါတယ်ဒီလေ့ကျင့်ခန်းကိုတော့အကြိမ်20လေးကြောစောပါမယ်ခင်ဗျာဒီနေ့ကတော့ကျွန်တော်ရဲ့အပေါ်ဘိုက်ရဲ့ခါးဘေးကအစီတွေအတွက်ကိုစောတဲ့လေ့ကျင့်ခန်းလေးစောပါမယ်ဒီနေ့ညနေခင်းမှာလည်းနောက်တစ်ချိန်အနေနဲ့ကျွန်တော်ဘားဆွဲလိုက်ပါသေးတယ်ဘားခိုးတဲ့လေ့ကျင့်ခန်းလေးကတော့တေချာလေးကိုညှစ်ပြီးခေါ်ရမှာပါဒီလေ့ကျင့်ခန်းလေးကတေချာညှစ်ပြီးစောရတဲ့လေ့ကျင့်ခန်းဆိုတော့အရင်ကကျွန်တော်ကပြင်းလို့မသိမစောဖြစ်ပါဘူးအခုကတော့ကိုယ်ခန္ဓာကိုယ်လေးကိုလည်းနိုင်အောင်မဆယ်လည်းညှစ်မိအောင်တေချာလေးစောပြနေပါတယ်ခင်ဗျာဒီနေ့ကတော့လေ့ကျင့်ခန်းတွေအားလုံးပြီးသွားပြီဆိုတော့အကျော်လျှော့ပါတော့မယ်ဒီနေ့မှာတော့ကျွန်တော်စောတဲ့လေ့ကျင့်ခန်းတွေကတော်တော်လေးတော့များပါတယ်အဲဒီအကြောင်းမို့လို့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့မဆယ်တွေအတွက်အကျော်လျှော့တဲ့လေ့ကျင့်ခန်းတွေလုပ်ပါမယ်ခင်ဗျာတစ်ခုလုံးမှာရှိတဲ့မဆယ်တွေအတွက်အကျော်လျှော့တဲ့လေ့ကျင့်ခန်းလေးက10မိနစ်လောက်ကြာပါတယ်ဒီလေ့ကျင့်ခန်းလေးကတော်တော်လေးကိုကောင်းတဲ့လေ့ကျင့်ခန်းလေးပါအားကစားလုပ်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုး stretching လို့ခေါ်တဲ့ညင်ညင်လေးနဲ့အကျော်လျှော့တဲ့လေ့ကျင့်ခန်းလေးတွေလုပ်တင်ပါတယ်ခင်ဗျာအခုလိုကြောလျှော့တဲ့လေ့ကျင့်ခန်းတွေလုပ်တာမဆယ်တွေတင်းတာတွေတက်တာစီလို့မဆယ်ပိန်းတွေကိုလည်းတက်တာစီပါတယ်ပြီးတော့မဆယ် recovery အတွက်လည်းတော်တော်လေးကိုကောင်းပါတယ်ခင်ဗျာဒါကြောင့်မို့လို့အားကစားလုပ်ပြီးတိုင်းမှာလည်းအကျော်လျှော့ဖို့မမေ့ကြပါနဲ့ခင်ဗျာကျွန်တော်အကျော်လျှော့တဲ့လေ့ကျင့်ခန်းလုပ်နေတာလေးတွေကိုလိုက်ကြည့်ပေးကြပါဦးကောင်းပြီ
ကတော့အကျော်တွေရှော့ပြီးသွားပြီဆိုတော့အေးစစ်စစ်လေးခန္ဓာကိုယ်ကိုကူးတောင်းလုပ်နေတာပါနော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာထပ်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ် see you ပါ